ဘယ်တော့မှအရှုံးမပေးတဲ့တငယ်ချင်းတန်ရောစင်နဲ့လူတန်ကြီးရဲ့မြစ်တာကြီးမင်္ဂလာပါတော့ပိတ်တဲ့ဒီနေ့တင်ဆက်ပေးတော့မှာကတော့ White Force Power Ranger ရဲ့အပိုင်းလေး recap ပဲဖြစ်ပါတယ်ခင်ဗျာ Max နဲ့ Danny တို့နှစ်ယောက်မြို့ထဲမှာရှောက်သွားနေခြင်းသတင်းစာထဲမှာပါတဲ့ဖះเจ้าအဟောင်းတွေကတရေအကြောင်းကိုဖတ်မိလိုက်ကြပါတယ် Max ကဆက်ဆက်ဆူဆူနဲ့တွားကြည့်ချင်ပေမဲ့ Danny ကတော့မိုးချုပ်တော့မှမတွားစေချင်ပါဘူးဒါပေမဲ့အဲ့ဒီတစိဆိုတာအော့ကောင်ပဲဖြစ်ရမယ်လို့ Max ကအတင်းခေါ်တာနဲ့ Danny လည်းလိုက်ခဲ့မယ်လို့ကတိပေးလိုက်ရပါတယ် Danny တယောက်ပန်းစီပွေပြီးထွက်လာတဲ့ကောင်မလေးကိုရုတ်တရက်တွေ့လိုက်ရတဲ့အချိန်မှာတော့ဘေးက Max ပြောတဲ့စကားကိုတော့မကြားနိုင်တော့ပါဘူးပန်းစီဟာကောင်မလေးလက်ထဲကနေအမှတ်တမဲ့ပြုတ်ကျသွားတာကြောင့် Danny က Superman ဝင်လို့ပြီးဝင်ကောက်ပေးလိုက်ပါတယ်ကောင်မလေးကတော့ Danny သဘောကျရတဲ့ Candle ပဲဖြစ်ပါတယ် Candle ဟာ Danny ကိုမှတ်မိသွားတော့စကားများနေရင် Danny တယောက် Max ကိုမေးပြီးကောင်မလေးနဲ့ပါသွားပါတော့တယ် Max ကလည်းဘယ်သူမှမလိုက်ရင်သူတယောက်တည်းရအောင်သွားမယ်ဆိုပြီးဖះเจ้าအဟောင်းကိုသွားပြီးမယ်တကယ်တော့သူကြောက်နေခဲ့ပါတယ်ဒီလိုနဲ့ဖះเจ้าတွေကလူကြီးကအတန်ကြားလို့မိထွန်းပြီးထွက်ကြည့်တာကိုတရေထင်ပြီးထွက်ပြေးရကနေနှစ်ဖူးကွဲသွားပါတော့တယ် Max ကထွက်ပြေးသွားပြီးမယ်သူထင်တဲ့အတိုင်းအော်တကောင်ကရှိနေခဲ့ပါတယ်နောက်တနေ့မနေ့မှာတော့နှစ်ဖူးကွဲသွားတဲ့ Max ကို Alice ကပတ်တီးစီးပေးနေပါတယ်ခိုးကအမှောင်ကြောက်တဲ့ကလေးဆိုပြီးသူ့ကိုစပေးမယ် Max ကတော့အော့ကောင်ရှိနေတာသိကြတယ်လို့ပြန်ပြောပါတယ်ဒီအချိန်မှာရင်ထဲမှာပန်းလေးတွေပွင့်နေတဲ့လူတန်ကြီး Danny ကတော့လောကကြီးနဲ့အဆက်အသွယ်ပြက်ပြီးစိတ်ကူးရင်ရာကနေ Max ကိုတွေ့မှမနေ့ကကိစ္စကိုပြန်တတိရပါတော့တယ်သူက Max ကိုပတိစီးပေးမယ်ပြောပေမဲ့ Max ကတော့ Danny လိုက်မလာတာကြောင့်အော့ရှိတာကိုအခြားသူတွေမယုံကြတာလို့အပြစ်တင်ပြီးပတိစီးမခံပဲထွက်သွားပါတော့တယ်စိတ်ဆိုးပြီးထွက်သွားတဲ့ Max ကို Danny ကလိုက်ချော့ပါတယ် Candle ကိုသူရင်းချမဖြစ်ခင်ကလေးကကြိတ်ချွေခဲ့တာဖြစ်ပြီးအခုမှပြန်တွေ့ရတာဖြစ်တဲ့အကြောင်းရှင်းပြပါတယ်အဲ့ဒီအချိန် Candle ရဲ့ကားနဲ့လမ်းမှာဆုံတာကြောင့်လမ်းလျှောက်ရင်းစကားလိုက်ပြောတဲ့ Danny တယောက်ကအမိုက်ပုံးနဲ့ကြတော့မလို့ဖြစ်သွားပါတယ် Max ကလည်းဒီဘဲတော့မှွန်နေပြီးထင်ပြီးဘာမှဆက်မပြောတော့ပဲလှည့်ထွက်သွားပါတယ် Danny က Candle ကိုပန်းဆိုင်ရောက်မှစကားလာပြောမယ်ဆိုပြီးစကားဖြတ်က Max ကိုလိုက်ရှာပေးမယ်မတွေ့တော့ပါဘူးဖះเจ้าအဟောင်းထဲမှာတော့ခေါင်းလောင်းအောက်ကတရောင်တောင်ခောက်ပြီးတောင်းကျမ်းနေပါတယ်ဖះเจ้าလူကြီးလည်းအတန်ဆူလုံးလို့ထွက်ကြည့်ပေမဲ့ခေါင်းလောင်းထဲထည့်ပြီးအထူးခံလိုက်ရတာကြောင့်ထွက်ပြေးသွားပါတယ်အတော်တောင်းကျမ်းနေတဲ့အော့ကောင်ကို Toxic တို့ကရှာတွေ့သွားပြီး Power Ranger တွေကိုဖျက်ဆီးပစ်ဖို့အော့ရာရှိရာသူနဲ့မက်လုံးပေးပြီးခိုင်းပါတယ်တစ်ဖက်မှာတော့ Danny က Max ကိုရှာမတွေ့တော့ကြောင်းအခြားသူတွေကိုပြောနေပေမဲ့ Max ကတော့ Danny ဖုန်းခေါ်တာကိုတော့မကင်တော့ပဲသူကလေးမဟုတ်ဘူးဆိုတော့တက်တည်ပြဖို့တယောက်တည်းသွားပြီးဖះเจ้าကအော့ကိုရှာပါတယ်ကန်ကောင်းလို့သူပြောတဲ့အတိုင်းအော့ကိုတွေ့ရပေမဲ့ကန်ဆိုးချင်တော့သူတယောက်တည်းမနိုင်တာကြောင့်သူကလေးမဟုတ်ဘူးဆိုတော့တက်တည်ပြချင်တဲ့ Max တယောက်ခေါင်းလောင်းထဲထည့်ပြီးအထူးခံလိုက်ရပါတယ်ညင်မြက်တဲ့ရေကန်ကရေပွက်လာလို့အော့ပေါ်လာကြောင်းသိပြီးကြီးလိုက်တဲ့အခါ Max သွားခဲ့တဲ့ဖះเจ้าမှာဖြစ်နေပါတယ်။ Max ပြောတာကိုမယုံမိလို့ Ranger တွေလည်းနောင်တရပြီး Danny ကအဆိုးဆုံးဖြစ်နေပါတယ်။ Max ဟာအမြင့်ကြောက်တဲ့သူ့ကိုတိုက်ပြီးခွန်ကျော်နိုင်ဖို့အားပေးခဲ့ပြီးအောက်ပြုတ်ကြခံဒီမှာအရှုံးမပေးနဲ့လို့တတိပေးပြီးဆွတ်တင်ပေးခဲ့တာဖြစ်ပါတယ်။ Danny ဟာ Max အပေါ်မှာအသက်ကျွေးတင်နေတာကြောင့်သူ့တငယ်ချင်းကိုရအောင်ပြန်ခဲ့မယ်ဆိုပြီးတော်ထဲမှာလိုက်ရှာကြပါတယ်။ Danny တို့တွေဖះเจ้าစီရောက်တော့ Toxic နဲ့တွေ့ပြီး Max ကိုကဲဖို့တိုက်ခိုက်ကြပါတယ်။နှစ်တစ်ထောင်ကျော်ထိမပြတ်စည်းသေးတဲ့စုံဖွားကြီးနဲ့ကြားဖြူမာလေးဓာတ်ကင်တဲ့ Lucian Gentrax နဲ့လင်းရုံမာလေးတို့တိုက်ခိုက်နေကြတော့လူတန်ကြီး Danny ကတော့ခေါင်းလောင်းတထောင်တောင်တီးနေတဲ့အော့ကောင်ကိုကိုယ်တိုင်သွားရှင်းပါတယ်တိုက်ခိုက်နေရင် Max ကိုတောင်ပေါ်ကခေါင်းလောင်းထဲမှာပိတ်ထားတာပြီးတော့တောင်ပေါ်ကိုအတင်းပြေးတက်ပေမဲ့ခေါင်းလောင်းအော့ကနှောက်ယှက်တာကြောင့်အခက်တွေ့နေရပါတယ်ဒါပေမဲ့လည်းခေါင်းလောင်းတွေက Max နဲ့တောင်ဆောင်ပေါ်က Danny တို့အရှုံးမပေးဘူးလို့အချင်းချင်းအားပေးကြရင်တောင်ပေါ်မရအောင်ခုန်တက်ပြီးခေါင်းလောင်းကိုပစိန်နဲ့ခွဲချလိုက်တဲ့ကြောင့် Max တယောက်လွတ်သွားပါတယ်လွတ်ချင်း Danny ကနနာကပ်ပြီးအရန်အော်တာကြောင့် Max ကသူ့မသေးသေးကြောင့်စနောက်ပြီးပြောလိုက်ပါတယ်အချက်ဆုံးတငယ်ချင်းနှစ်ယောက်ကတော့ပြန်ပြီးတင်းမြတ်သွားကြပါပြီ။ပြန်လွတ်လာတဲ့ Max တယောက်အတွင်ပြောင်းပြီးအခြားသူတွေနဲ့အတူတူတိုက်ခိုက်ပါတယ်။ Max နဲ့ Danny တို့ရဲ့အတွင်းညီတဲ့တိုက်ကွက်တွေကြောင့်ခေါင်းလောင်းအော်တယောက်တီးစီယာခေါင်းလောင်းတန်ပြောက်သွားပြီးအထိနာသွားပါတော့တယ်။ Ranger တွေအားလုံးလက်နက်တွေစုပေါင်းပြီးတောရိုင်းသားနဲ့နားကြီးတဲ့အော့ကိုအဆုံးသတ်ပေးလိုက်ပါတယ်။ဒါပေမဲ့ Toxic ရဲ့စနက်ကြောင့်အော့ကောင်ဟာအေယာမာကြီးထပ်ဖြစ်လာတာကြောင့် Ranger တွေဟာတရိတ်ဆန်တွေကိုဆင့်ခေါ်လိုက်ရပါတယ်။ Power Ranger တွေရဲ့ Megazord ဟာခေါင်းလောင်းအော့ကမာကျော်တဲ့ကိုယ်တွေကိုထိခိုက်မှုမပေးနိုင်ပဲပြင်းထန်တဲ့ခေါင်းလောင်းတန်ကြောင့်သူကိုယ်တိုင်မြေပေါ်လဲကျသွားပါတယ်။အော့ကောင်ဟာ Ranger တွေကိုအဆုံးသတ်လို့ရပြီထင်နေပေမဲ့ Max နဲ့ Danny ကတော့တိုက်ခိုက်ဖို့အခွင့်ကောင်းကိုစောင့်နေကြတာဖြစ်ပါတယ်။အနီးကပ်လာတဲ့အော့ကိုနှစ်တိုးချီတောင်းနဲ့ကန်ထုတ်လိုက်ပြီးဟန်ချက်ဖြတ်သွားတဲ့အခါမှာခေါင်းလောင်းထိုးတံကိုငမန်းဆူးတောင်နဲ့ဖျက်ချလိုက်ပါတယ်။ကြံရမရတဲ့အော့ဟာခေါင်းလောင်းထောင်ချောက်ကိုသုံးလိုက်ပေမဲ့နောက်ထပ်ကန်ချက်တစ်ခုကြောင့်သူ့ကိုယ်သူပြန်ပိတ်မိသွားပါတယ်။လှုပ်မရတဲ့အော့ကို Ranger တွေကဟင်းဟောက်တံတွေပေါင်းဆက်ပြီးအဆုံးသတ်ပေးလိုက်ကြပါတော့တယ်အခြေအနေတွေတည်ငြိမ်သွားတော့ Danny ဟာပန်းဆိုင်ကိုသွားပြီး Candle ကိုဖွင့်ပြောဖို့တေချာပြင်ဆင်သွားပေမဲ့တကယ်မှာတော့ပန်းတွေကိုကြိုက်တယ်ဆိုပြီးတလွဲတွေပြောခဲ့ပါတယ်။ Candle ကလည်းပန်းတွေကိုသဘောကျတယ်ဆိုပန်းတွေပဲယူသွားတော့ဆိုပြီးပညာရှိနည်းနဲ့ညှင်းလွတ်လိုက်ပါတော့တယ်။နောက်တော့မှပန်းပွင့်တွေကြားမှာလူတန်ကြီး Danny သူ့ကိုစကားပြောဖို့လေ့ကျင့်ခဲ့တဲ့စာရွက်ကိုတွေ့ပြီးလက်ပြလေးတွေခေါင်းပေါ်မှာဝဲသွားပါတော့တယ်။ White Force မြန်မာစာတန်းထိုးကိုကျွန်တော်တို့ရဲ့ Telegram Channel မှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ Telegram တွင် @hub မြန်မာလို့ရိုက်ပြီးရှာနိုင်ပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့ခင်ဗျာအခုတင်ဆက်ပေးသွားတာကတော့ကျွန်တော် review ပဲဖြစ်ပါတယ်